ငယ်တငယ်ချင်းကူချင်းဟန်နောက်ကိုခုနနှလုံးလုံးလိုက်ခုတော့မလိုက်တော့ဖို့ဆုံးဖြတ်လိုက်ပြီသူကျွန်တော်ကိုရေးစားမိတ်ဆက်ပေးတဲ့အချိန်ကျွန်တော်သဘောတူလိုက်တယ်ကျွန်တော်နဲ့ရေးစားဖြစ်သူကြည်နူးနေတာကိုမြင်တော့သူနောက်နှက်ရပြီးကျွန်တော်ကိုပြန်လာပတ်သက်တယ်ဒါပေမဲ့ကျွန်တော်လက်မခံခဲ့ဘူးဘယ်သူမှကျေနပ်မှာမဟုတ်ဘူးအများနဲ့အရန်ရွေးချယ်မှုတစ်ခုပဲဖြစ်နေရတာကိုမောင်ရိပ်တန်းနေတဲ့ကျပအခန်းထဲမှာကူချင်းဟန်ကကျမရဲ့အခန်းဖော်ဟူဝေချင်းကိုစိုက်ကြည့်နေတယ်ဘေးပတ်ဝန်းကျင်မှာဝိုင်းဝန်းအားပေးတန်တွေကြီးပဲနန်းလိုက်ကူချင်းဟန်ကပြုံးလိုက်ပြီးဟူဝေကိုနန်းတော့မဲ့အချိန်မှာရုတ်တရက်လွတ်လိုက်တယ်သူမကစပွဲပေါ်ကဝိုင်းကွက်ကိုကျွမ်းကျင်စွာလှမ်းကင်လိုက်တယ်ဖြစ်ပေးတဲ့အနေနဲ့ကျမတို့ကတွန်းထုတ်ခံလိုက်ရပြီမဲ့သူမရဲ့နေရွက်လေးတွေหนีရဲနေတာကိုကြည့်ရင်ခုနကအချုံမြင်မှုတွေမှာနင့်မျောနေမှန်းသိတာတယ်အခုမြင်နေရတဲ့ဒီမြင်ကွင်းကသူများတွေအတွက်တော့ဆက်စုစရာမြင်ကွင်းပေါ့ဒါပေမဲ့ငါအမြင်မှာတော့ဒါဟာလွတ်လပ်မှုပဲဒါက Travel Dare ရဲ့အပြစ်ပေးမှုတသက်ပါဒါပေမဲ့ငါတကယ်ကိုယူမတက်ခံစားနေရတယ်ကုချင်းဟန်သူကငါတိတ်တကိုးချစ်နေရတဲ့ကောင်မလေးငါအချစ်ကတိတ်မသိတာလို့ထင်ပါရဲ့လူတိုင်းကငါသူ့ကိုချစ်တာသိနေကြတယ်ကုချင်းဟန်ကအမြဲတမ်းလူတွေကြားမှာထင်ပေါ်နေသူပါသူမကရုပ်ချောပြီးကိုလုံးကိုပေါက်လာတယ်တကယ်ကိုပြည့်စုံတဲ့မိန်းကလေးမျိုးပေါ့သူမကိုကြိုက်တဲ့သူတွေကចောင်းကို10ပတ်လောက်ပတ်လို့ရတယ်ကျွန်တော်ကတော့ကံကောင်းယုံတသက်ပါသူမနဲ့မူလာတန်းကလေးကចောင်းတစ်ចောင်းနဲ့တက်ခဲ့တာစန်နေရဆရာတယောက်တည်းစီမှာလည်းစန်နေရတင်ခဲ့တယ်ဒါကြောင့်ပဲသူမနဲ့ပို့ပြီးရင်းနှီးသွားတာလူတိုင်းမိဘကျွန်တော်ကိုအားကြကြတယ်ကုချင်းဟန်နဲ့ဒီလောက်ထိရင်းနှီးနေတာကိုဒါပေမဲ့ကျွန်တော်တယောက်ပဲသိတာပါကျွန်တော်ကကုတ်ခင်ငယ်ရဲ့နောက်ွယ်ကအမြောက်ချမ်းပေါင်းများစွာတဲ့ကတယောက်ပါပဲသူ့ကိုကျွန်တော်ချစ်နေမှန်းသူအမြဲတမ်းသိတယ်ကျွန်တော်ရဲ့ချစ်ရေးဆိုမှုအရေးအတွက်ဟာကျွန်တော်ကိုယ်တိုင်တော့မမှတ်မိနိုင်တော့တဲ့အထိပဲအဲ့ဒီအပေါ်မှာကုတ်ခင်ငယ်ကတော့ဘယ်တော့မှသဘောမတူခဲ့တယ်လို့ညင်းလည်းမညင်းခဲ့ဘူးနောက်ပိုင်းကျတော့ကျွန်တော်လည်းအလိုက်တတိနဲ့ထပ်မပြောတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်သိနေတယ်ထပ်ပြောနေရင်သူနဲ့တငယ်ချင်းအောင်ဖြစ်ခွင့်ရတော့မှာမဟုတ်ဘူးသူကျွန်တော်ကိုညင်းပယ်ပြီးတိုင်းပြတ်တက်လိရှိတဲ့အမှုရာတွေကငါ့ကိုထပ်ပြီးတွေးမိစေတယ်အခွင့်အရေးများရှိနေအောင်မလားလို့ကြိုက်တဲ့စိတ်ကပြောင်းလဲဖို့ခက်တဲ့ယုံကြည်ချက်မျိုးမို့ငါသူ့ကိုပဲဒီဇိုင်းမမတ်ချစ်နေတော့မဲ့သူကတကယ်လူမရှိမှသာငါ့ကိုဆက်သွယ်တာဒီနေ့လည်းအဲ့ဒီလိုပါပဲကုချင်းဟန်ရဲ့အဆောင်ဖော်ခြံစမ်းမွေးနေမှုသူကီလိုဘိုကင်တင်ပြီးငါစီ message ပို့တယ်ပင်ကျန်းလန်းအမှတ်38ကွန်လဲဖိုက်ခီငါအဆောင်ဖော်မွေးနေဆိုတာမှတ်မိလားသူကဘယ်တော့မှငါ့ကိုရွေးချယ်ခွင့်မပေးဘူးအမြဲတမ်းအကြောင်းကြားရုံပဲဒါပေမဲ့လည်းဖြစ်နိုင်တာကငါကသူ့ကိုဘယ်တော့မှမငင်းနိုင်လို့နေမှာငါကတကယ်ပဲပြောညံ့တာလားဒါမှမဟုတ်ချင်းဟန်နင်ထက်ရှုံးပြန်ပြီးအမှန်တိုင်းပြောမလားစိန်ခေါ်မလားစိန်ခေါ်တာကိုပဲရွေးမယ်ဒီမှာရှိတဲ့ယောက်ျားလေးတွေကတယောက်ကိုရွေးပြီးနန်းလိုက်ပါချက်ရှမ်းနေငါ့ကိုတက်ဆက်နေတာလားစောကတော့လွတ်သွားတယ်ဒီတစ်ခါတော့အရက်တောက်ပြီးရှောင်လို့မရဘူးကောင်းပါပြီဒီနေ့နေကအဓိကဆိုတော့နင့်စကားနားထောင်နင်ပြောအောင်လို့ပါဒီမှာရှိတဲ့ယောက်ျားလေးဆိုလို့ငါတယောက်ပဲရှိတာဟူဝေးနဲ့ကူးချင်းဟန်ပြီးတော့နောက်တစ်ယောက်ကဒါကြောင့်ကူးချင်းဟန်ရဲ့ဒီတစ်ခေါက်စိန်ခေါ်မှုကငါနဲ့ဟူဝေးကြားထဲမှာပဲဖြစ်လာမှာအသေးချာပဲကူးချင်းဟန်ကငါ့ကိုဝေ့ကြည့်လိုက်တယ်ရင်တွေတုံလုံးလို့အပြင်အောင်ထွက်လာတော့မလို့ပဲသူငါ့ကိုရွေးစေချင်တယ်လို့ဒါပေမဲ့တစ်ဖက်ကလည်းသူနဲ့ငါရဲ့ပထမဆုံးအနမ်းကိုဒီလိုနောက်ပြောင်တဲ့ပုံစံမျိုးနဲ့မဖြစ်စေချင်ဘူးငါစိတ်လှုပ်ရှားစွာနဲ့ကောင်းကောင်းလိုက်တယ်မျော်လင့်နေတဲ့အနမ်းစားလူတွေရဲ့လှုပ်ရှားတံတွေကိုပဲကြားလိုက်ရတယ်ကျွန်တော်ချက်ချင်းမော့ကြည့်လိုက်တော့မျက်စိထဲမြင်လိုက်ရတာကကုချင်းဟန်ကဟူဝေးရဲ့နဖူးကိုနမ်းနေတဲ့ပုံလေးပါတခါပဲတွေ့ဘူးတဲ့ဟူဝေးကိုတောင်နမ်းချင်ပြီးကျွန်တော်ကိုကြားတော့မရွေးချယ်ခဲ့ဘူးဟုတ်ပါတယ်လေကျွန်တော်ကကုချင်းဟန်အတွက်ဘယ်တော့မှပထမဦးစားပေးမဟုတ်ခဲ့ဘူးကျွန်တော်ကသူ့အတွက်အမှားမခံတဲ့အရန်ရွေးချယ်မှုတစ်ခုပဲဖြစ်မှာပါကျွန်တော်ရုတ်တရက် track လိုက်တဲ့ကိစ္စရှိလို့ကျွန်တော်အရင်သွားနေမယ် KV ထဲကနေထွက်လာခဲ့တယ်ဖုန်းကိုကြည့်လိုက်တော့ဘာ message မှမရှိဘူးအခြေအနေကတော့အတော်လေးမြိုင်ဆိုင်နေပြီကျွန်တော်ရှိနေတာပဲဖြစ်ဖြစ်မရှိတာပဲသူတို့အတွက်တော့ဘာမှထူးခြားမနေပါဘူးဒါပေမဲ့ကျွန်တော်ကတော့အတကြီးစွာနဲ့မျှော်လင့်နေမိတော့မယ်သူကျွန်တော်စီ message ပို့ပေးမှာကိုအားနာလို့ပဲဖြစ်ဒါပေမဲ့သူသာအလိုရှိမယ်ဆိုရင်ကျွန်တော်ချက်ချင်းပြန်သွားမှာပါဒါပေမဲ့မဖြစ်ခဲ့ဘူးအဆောင်ပြန်ရောက်လို့ရေချိုးပြီးမှသူဖုန်းဆက်လာတယ်နာမည်မှတ်မထားပေမဲ့သူ့နံပါတ်မှန်တမ်းသိတယ်နာမည်မမှတ်ထားရင်ဂယူးဆိုင်တာကိုဖုန်းကွယ်နိုင်မယ်ထင်ခဲ့တာတကယ်တော့ကိုလိန်နေတာပါကျွန်တော်ကိုဘာသာလောင်ရပြီးဖုန်းကင်လိုက်တယ်ရှန်ဂျိုဘာလို့အစောကြီးပြန်သွားတာလဲဖုန်းကင်ရင်အချိန်ကိုကြည့်လိုက်တော့ခက်ကနေထွက်လာခဲ့တာ2 နာရီတောင်ရှိပြီပဲအခုမှပဲသတိထားမိတယ်เจ้าမှာကိစ္စလေးရှိလို့အရင်ပြန်လာလိုက်တာဟုတ်ပါပြီဒီနေ့တေချာအဲ့မခံနိုင်လိုက်ဘူးဒါနဲ့ချက်ချမ်းကနေတော်ချောတယ်လို့ပြောတယ်သူကနင့်ကိုသိချင်လို့လေငါနင့်ကိုဘက်ခိုင်းလိုက်တယ်လက်ခံပေးဖို့မမေ့နဲ့အောင်ငါပြန်ပြောဖို့တောင်အချိန်မရလိုက်ဘူးဖုန်းချသွားတယ်WhatsApp မှာခန်းထိုက်တစ်ခုတကယ်ပဲတက်လာတယ်ကုချင်းဟန်နင့်မျက်လုံးထဲမှာငါကပါလဲအတုံးချစရာတစ်ခုလို့ပေးပြလို့ရတဲ့တာမန်တငယ်ချင်းလားငါနည်းနည်းစိတ်တူသွားတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့သူ့ကိုအပြစ်တင်ဖို့ငါမှာပါအဆင့်ရှိလို့လေငါကသူ့ရီးစားမှမဟုတ်တာဒါပေမဲ့ तू တိကြီးနဲ့ကိုငါသူ့ကိုကြိုက်နေတယ်ဆိုတာကိုဝေးပြန်လာတော့မှငါသိလိုက်ရတယ်တကယ်တော့ပါတီပြီးတဲ့အထိငါအရင်ပြန်သွားတာကိုကုချင်းဟန်ကအဲ့ဒီတော့မှစိတ်ထဲမှာဟာတာနဲ့ပိုခံစားလာရတယ်ကွန်ပျူတာမှာစာတန်းရိုက်နေပြီမဲ့စိတ်ကတော့ဘယ်ရောက်နေမှန်းမသိဘူးကိုဝေးကအနားတက်ပြီးကြိုးကောလို့လာမေးတယ်ဒီနေ့ချင်းဟန်မမကငါ့ကိုနမ်းတာမင်းစိတ်ဆိုးသွားတာတော့မဟုတ်ပါဘူးနော်တိကြီးနဲ့လာမေးနေတာအဆောင်ကလူတွေအကုန်သိတာပဲငါကုချင်းဟန်ကိုကြိုက်နေတာကိုစိတ်မဆိုးပါဘူးလို့ခက်ပြက်ပြက်ပဲပြန်ဖြေလိုက်တယ်